ကျွန်တော်တို့ဒီမနက်တော့မနေ့ထိုးပွဲကိုလှုပ်အားပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့မြန်မာလ12လဖြစ်တဲ့တပိုးရွဲလထမနဲပွဲဆိုတဲ့အတိုင်းထမနဲပွဲကိုကျွန်တော်တို့ဒီမနက်စီကားကြီးထိုးပြမှာဖြစ်ပါတယ်ထမနဲထိုးပုံထိုးနည်းကိုလည်းကျွန်တော်တို့အစအနေအဆုံးเนาะစားလို့ရတဲ့အထီကိုကျွန်တော်တို့ရိုက်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာကိုအောင်ထိတ်တို့မောင်နှမတတိုက်ဥဆောင်ပြီးတော့လူဒန်းတာဖြစ်ပါတယ်ကျွန်တော်တို့ကတော့လှုပ်အားဒါနပဲရှိပါတယ်ခင်ဗျာကျွန်တော်ရိုက်ကူးနေနှမ်းဖြူတာတို့ပဲဖြူတာတို့ပေါ့နော်အုံသီးဖြူတာတွေကိုကြည့်ပြီးတော့ကိုစကပုံလေးကိုသွားသတိရတယ်ခင်ဗျာထင်းခွေတော့လဲသူမလားစံသေးတော့လဲသူမလားမီးထိုးတော့လဲသူမပါနောက်ဆုံးနှမ်းဖြူအုံသီးဖြူကမှသူရောက်လာဆိုတဲ့စကပုံလေးကဒါလေးကိုရင်ညွှန်းပြီးပြောတာနဲ့ထင်ပါတယ်ခင်ဗျာအချိန်အားဖြင့်မနက်2နာရီထိုးလောက်တည်းကကျွန်တော်တို့ထားပြီးကျင်းပထိုးနေတာပါအလုံးပေါင်းဦးပေါင်းကတော့10ဦးတိကျွန်တော်တို့ထိုးရမှာဖြစ်ပါတယ်ထမနဲ့ထိုးပုံထိုးနည်းတွေကတော့အမျိုးမျိုးရှိကြပါတယ်အဆူထိုးတို့အချောက်ထိုးတို့ပေါ့နော်အချောက်ထိုးဆိုတာကျွန်တော်ဆောင်းထည့်ပြီးလှော်ပြီးတော့ထိုးတာပါအဆူထိုးဆိုတာတခါတည်းဆောင်းရောရေရောကျွန်တော်တို့ထမင်းဟိုးတဲသလိုထိုးရတာပါအဲ့ဒါကြတော့အထားသိမ့်မခေါင်းပေါ့နော်ကဲအခုဆိုရင်ထိုးပုံထိုးနည်းစပါပြီခင်ဗျာဆောင်းကျွန်တော်တို့ညရဲစိန်ထားပါတယ်တေချာပြောင်း2ထပ်3ထပ်စီးပြီးတော့အဲ့ဒီနောက်ကျွန်တော်တို့မီးဖို့ပေါ့ကျွန်တော်တို့မိုးပြဲတဲ့ဝီတင်တယ်ခင်ဗျတင်ပြီးတော့ကျွန်တော်တို့နည်းနည်းလေး6သွားတော့စီကိုကျွန်တော်ဒါဆို3ကီလိုရှိတယ်ခင်ဗျ3ကီလိုနဲ့စမ်းတော့သူ့အနေထားတော့3ပြီ4ပြီလောက်တော့ရှိမှာပေါ့နော်ကျွန်တော်တို့အဲ့ဒါကိုနည်းနည်းပူအောင်စီပူအောင်စောင့်ပါမယ်ကျွန်တော်တို့စီပူလာပြီဆိုတာနဲ့ခုနစိန်ထားတဲ့ကောက်ညှင်းသံတွေကိုတခါတည်းကျွန်တော်တို့အထက်ကိုထည့်ချလိုက်ပါတယ်ခင်ဗျာထည့်ချပြီးတော့ကျွန်တော်တို့လူ2ယောက်ရောင်းမ2လက်နဲ့ဟိုမနာမနေပေါ့နော်လဲမှုန်နေရပါတယ်ဒါကြောင့်လူကြီးတွေပြောတာထမနဲထိုးမယ်ဆိုရင်လူနဲလို့မရဘူးတဲ့လူများမှာပေါ့နော်ကျွန်တော်တို့မှုန်နဲ့စံနေထားတော့ရွပြီးတော့ရဲလာတယ်ခင်ဗျအဲ့ဒီရဲလာတဲ့အနေထားထိအောင်ကျွန်တော်တို့အဲ့လိုပဲချိန်တိုင်းမှုန်နေရပါတယ်ကဲဒီလိုရွလာရဲလာပြီဆိုတော့ကျွန်တော်တို့ရေထည့်ရပါတယ်ခင်ဗျရေကိုသူ့ရဲ့အပေါ်မှာလက်နှလုံးလောက်ပေါ့နော်လက်နှလုံးလက်3လုံးလောက်ထားပြီးတော့ကျွန်တော်တို့ထည့်ရပါတယ်အဲ့လိုထည့်ပြီးတော့ကျွန်တော်တို့အဖုံးအုပ်ပြီးနှက်ထားပါတယ်ခင်ဗျထမင်းကိုနှက်တယ်လို့ပေါ့နော်ကျွန်တော်တို့အဲ့ဒီလိုနှက်ပြီးတဲ့နောက်ပေါ့နော်နှက်သွားပြီဆိုတာနဲ့ကျွန်တော်တို့အခြေအနေကြည့်ပြီးတော့နှမ်းတို့မြေပဲတို့အုံသီးအရသာမျိုးစုံတော့မဟုတ်ပါဘူးကျွန်တော်တို့သူ့ထည့်ရမယ့်အရသာတွေရောပုံထည့်ရပါတယ်ထည့်ပြီးတော့အကုန်လုံးတမောင်မှုရပါတယ်ခင်ဗျာတချို့ဆိုတော့အုံသီးကိုကြော်ပြီးထည့်တယ်နေလှမ်းပြီးထည့်တယ်ဒါတော့အခုကျွန်တော်တို့ထိုးတာတော့အုံသီးကိုအဆူပဲထည့်ပါတယ်ခင်ဗျာခုကျွန်တော်တို့ထိုးတဲ့ပုံစံတော့ကျွန်တော်တို့ဒါအချောက်ထိုးလို့ခေါ်ပါတယ်ခင်ဗျာအချောက်ထိုးဆိုတာကျွန်တော်တို့ဒီထိုးပြီးသားထမနဲတွေကိုလနဲ့ချီပြီးတော့ထားလို့ရတယ်လို့လည်းပြောပါတယ်ခင်ဗျာဒါဆိုတော့ကျွန်တော်ခုနမှွေထားတဲ့ဟာတော့အခုထက်ကြိတ်ပါတယ်ခင်ဗျအကောင်မောင်းတန်ယောက်ျားကြီးတွေပေါ့ခင်ဗျာယောက်ျားကောင်းတော့မောင်းမ1000ဆိုတဲ့အတိုင်းကျွန်တော်တို့အလောက်တော့လဲမဟုတ်ပါဘူးဒါတော့2မိနစ်လောက်ဆိုရင်တော်တော်မောလိုက်ခင်ဗျဒီလောက်ချမ်းတဲ့ရာသီမှာတော့ဟိုမခံနိုင်ပါဘူးကြာကြီးထိုးလို့မနိုင်ပါဘူးပေါ့နော်ဒါဆိုရင်တော့စားလို့ရတဲ့အသင့်အနေထားဖြစ်ပါပြီဒါဆိုရင်တော့နတ်မွေးလေးနဲ့ရသာရှိထမနဲလေးတော့ဒါဆို3ဆောင်လို့ရပြီဆိုတဲ့အနေထားဖြစ်ပါတယ်ခင်ဗျာတပို့တွဲလာထမနဲပွဲနာရီရှူဆွဲတပို့တွဲဆိုတဲ့အတိုင်းချမ်းလည်းအရန်ချမ်းပါတယ်ခင်ဗျာညကင်းကျွန်တော်တို့ချမ်းနေတဲ့အချိန်မှာထမနဲတစ်ချက်လောက်မှုှိလိုက်တာနဲ့ပေါ်မှာဝစ်ထားတဲ့အနွေးတွေပါချွတ်လိုက်ကပါတယ်ခင်ဗျာကဲတစ်ဖက်မှာဆိုလဲကျွန်တော်တို့ကာလာသားတက်တိုက်ကိုရှိတာလေးနဲ့ပဲတို့မပြန်သွားအောင်အားပေးအားမြောက်ပြီးတော့ဆွဲထားရပါတယ်ဒီမှာဆိုလဲနောက်သမင်းချိုရီအားလုံးဆက်လက်ကွန်းလက်ဖေးရမှာသာခုရှင်တွေကစားကျင်တာစားဆိုပြီးလူဒါနပြုတ်ထားပါတယ်ကဲဒီတယောက်ဆိုလဲအမှန်နဲ့ထိုးတဲ့နေရာမှာဒါသူအားမဆိုင်တာစားတဲ့နေရာကျတော့သူအားတော်ဆိုင်တာကျွန်တော်တွေ့ရတယ်ခင်ဗျအနေထားအချိန်အားဖြင့်10နာရီကျော်17နာရီထိုးပါပြီဒါတော့နောက်ဆုံးကြံတဲ့တအိုးပါဒါပြီးကျွန်တော်တို့ကြံတော့မှာပါခင်ဗျာအနောက်နဲ့ဒီလဲအလှရှင်များတီးတက်မကထိုးနိုင်ကြပါစေ